ဒီနေ့တော့ကာလာမတုတ်မှာပါတဲ့မြတ်စွာဘုရားရဲ့လမ်းညွှန်ချက်တွေကိုအတူတူကြည့်ကြရအောင်ဘဝခရီးမှာလမ်းပြောင်းနေတယ်လို့ခံစားနေရတဲ့အခါဘယ်လိုရှေ့ဆက်ရမလဲဆိုတာနဲ့ပတ်သက်ပြီးရန်ကိုရှင်းလင်းပြီးလက်တွေ့ကြတဲ့အတွေ့အခေါ်တွေကိုတွေ့ရမှာပါဟုတ်ပြီဒီအကြောင်းအရာကိုလူတိုင်းနေပါရင်ဆိုင်ဖူးမဲ့မိကုန်းတစ်ခုနဲ့စလိုက်ကြရအောင်ဘဝခေးလမ်းမှာတန်တရားတွေမရေရာမှုနဲ့လမ်းဆောင်လမ်းခွားတွေကျုံလာတဲ့အခါဘယ်လမ်းကိုရွေးကြမလဲဒါကတော့လေကာလာမတုတ်မှာအရိကထားခေးစင်းပေးထားတဲ့အကြောင်းအရာပဲပေါ့ကဲပထမဆုံးအပိုင်းအနေနဲ့လူတိုင်းကြုံတွေ့ရလေရှိတဲ့ဒီအခက်အခဲဘဝခရီးနဲ့တန်ရက်အဆွဲအကြောင်းကိုအရင်ဆုံးဆွေးနွေးကြည့်ကြရအောင်ဘဝဆိုတာကလမ်းနေအများကြီးနဲ့လမ်းဆောင်လမ်းခေါ်တဲ့ပြည့်နေတဲ့ခီးချမ်းကြီးလိုပဲနော်ဒီလိုရှင်နေမျိုးမှာဘယ်ဘက်ကိုရမလဲဘယ်လမ်းကကိုတော့အမှန်ကန်ဆုံးလဲဆိုတာတိဖို့တကယ်ခက်ခဲနိုင်ပါတယ်ဘယ်ရောက်လို့ရောက်နေမှမသိမျက်စိလည်နေတယ်လို့မျိုးခံစားရတာတွေရှိမှာပေါ့ဒါဆိုရင်ဒီလိုအခြေအနေမျိုးအတည်းမြတ်စွာဘုရားရဲ့ချင်ကပ်ပုံကဘယ်လိုထူးခြားလဲဆိုတာစပ်ပြကြည့်ကြရအောင်ဒါကအမိန့်ပေးတာမဟုတ်ဘူးနော်လမ်းညွှန်မှုပေးတဲ့ပုံစံမျိုးပါဒီချက်ကတကယ်ကိုရေးကြည့်တဲ့ချက်ပဲမြတ်စွာဘုရားကဟေးငါပြောတာမို့လို့ယုံငါတရားကကောင်းဆုံးပဲဆိုပြီးဘယ်တော့မှမပြောခဲ့ဘူးမက်ဆီမိတ်ပြီးယုံကြည်ခိုင်းတဲ့မျိုးကိုအာမပေးပဲကိုယ်တိုင်စဉ်းစားကိုယ်တိုင်ဆန်းစစ်ပြီးမှလက်ခံဖို့ပဲလမ်းညွှန်ခဲ့တာပါဟုတ်ပြီဒါဆိုရင်မှန်ကန်တဲ့ရွေးချယ်မှုတစ်ခုကိုဘယ်လိုလုပ်မလဲကာလာမတုတ်ကပ်ပေးတဲ့လက်တွေ့ကျတဲ့နီလန်ကိုကြည့်လိုက်ကြရအောင်ဒီတော့ဘယ်လိုဆုံးဖြတ်မလဲဆိုတော့ရှင်းရှင်းလေးပါပဲအခြေခံကြားဆုံးစံတက်ချက်တစ်ခုရှိတယ်လောဘဒေါသမောဟအဲ့အရာတွေနဲ့အခြေခံပြီးလုပ်တဲ့လုပ်တိုင်းကကိုယ့်ကိုရောသူများကိုရောဒုက္ခပေးတဲ့မကောင်းတဲ့ຢာတွေပေါ့သူရဲ့ပြောင်းပြန်နေဖြစ်တဲ့အလောဘအဒေါသအမောဟအဲ့လာတွေပေါ်အခြေခံတဲ့လုပ်ရက်တွေကတော့အကျိုးများစေတဲ့ကောင်းမွန်တဲ့အရာတွေဖြစ်ပါတယ်ဒါပါပဲဒီနေရာမှာအရေးကြီးတာကဘာလဲဆိုတော့ဒါကတန်ခိုးရှင်တယောက်ယောက်ကနေသတ်မှတ်ထားတဲ့ပညာချက်မဟုတ်ဘူးဆိုတာပါပဲဒါဟာအကြောင်းနဲ့အချိုးပဲဒီလိုလုပ်ရင်ဒီလိုဖြစ်မယ်ဆိုတာအရင်ကတည်းကရှိပြီးသားတဘာဝတရားကြီးတစ်ခုသာဖြစ်ပါတယ်ဘလို့ဒီနီလန်ကဒီလောက်တောင်စိတ်ချရတာလဲဆိုတာကိုရှင်းသွားစေမဲ့အားကောင်းတဲ့ဥပမာလေးတစ်ခုကိုကြည့်ကြရအောင်ဒီအယူဆကိုရှင်းသွားအောင်မိဥပမာလေးနဲ့ကြည့်လိုက်အောင်စဉ်းစားကြည့်ပါလွန်ခဲ့တဲ့2500ကောင်းကရောမိကပူတယ်ဟုတ်အခုရောပူတော့ပဲနောက်အနာခက်ကျရင်ရောမိကပူနေဦးမှာပဲလေဒါဟာဘသူရဲ့ယုံကြည်ဦးနဲ့မှမသက်ဆိုင်ဘူးဒါဟာတဘာဝရဲ့မပြောင်းလဲနိုင်တဲ့နေရာမှာပဲအဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားဟောကြားခဲ့တဲ့ဓမ္မဆိုတာဒီနေရာမှာဘာသာတရားတစ်ခုကိုဆိုလိုတာထက်အခုနကပြောခဲ့တဲ့မပြောင်းလဲနိုင်တဲ့တဘာဝတရားကိုယ်တိုင်ကိုပဲညွှန်ဆိုနေတာဖြစ်ပါတယ်ဟုတ်ပါတယ်ဒီတဘာဝတရားကိုဘယ်သူကမှပြောင်းလဲပြလို့မရပါဘူးသူ့ရဲ့နီယာမတွေဟာအမြဲတမ်းတည်မြဲနေတယ်မိကအမြဲတမ်းပူနေတယ်လို့ပေါ့အဲ့တော့ဒီတဘာဝတရားနဲ့ပတ်သက်ပြီးမြတ်စွာဘုရားရဲ့အခန်းကဏ္ဍကတကယ်တော့ဘာထင်ပဲပို့ပြီးရှင်းတော့အောင်ကြည့်လိုက်ရအောင်ဒီနေရာမှာအရာရှင်းပါတယ်ဖះကဒီဥပဒေတရားကြီးကိုဖန်တီးခဲ့တဲ့သူမဟုတ်ပါဘူးသူကဖန်ဆင်းရှင်မဟုတ်ဘူးသူကအရင်ကတည်းကတည်ရှိနေပြီးသားဒီတဘောတရားတွေဘလို့အလုပ်လုပ်လဲဆိုတာကိုကိုတော်တိုင်ညာနဲ့ချက်ဖွဲ့တွေ့ရှိခဲ့တဲ့တွေ့ရှိသူတယောက်သာဖြစ်ပါတယ်ဆိုတော့ရင်စွန့်ပြလုတ်ခေတာကသူတွေးရှိခဲ့တဲ့အမှန်တရားကိုဟောဒီမှာလမ်းရှိတယ်နော်ဒီလမ်းတိုင်းထွက်ရင်အလုံးအစင်ပြင်မယ်ဆိုပြီးလန်ညိုးထုတ်ပြခဲ့တာပဲဖြစ်ပါတယ်သူ့ရဲ့ကြီးမားတဲ့တွေးရှိချက်ကိုလူသားတွေတို့ပြန်လည်မျှဝေပေးခဲ့တာပေါ့ကဲအဆုံးသတ်အညံနဲ့ကျွန်တော်တို့အားလုံးပြန်စဉ်းစားကြည့်ရမယ့်မိဝင်တစ်ခုပေါ့ဒီအသည့်တရားတွေကိုလက်ခံထားပြီးတော့မိမိရဲ့အတွင်းစိတ်ကိုလမ်းညွှန်လို့ဖြစ်ဘလို့အသုံးချမလဲနေ့စဉ်ဘဝမှာကြုံလာတဲ့ဆုံးဖြတ်ချက်တွေကိုဘလို့ချမှတ်သွားကြမလဲဆိုတာပါပဲဒါတော့ကိုယ်တိုင်ပြန်လဲစဉ်းကြံသုံးသပ်ရမယ့်အပိုင်းဖြစ်လာပါပြီ